ဖျားပေးတဲ့ကောင်းကြီးမင်္ဂလာတွေကိုဘဝတကြတဲ့မှာလက်မလွတ်ချင်ဘူးမဆုံးရှုံးချင်ဘူးဆိုလို့ရှိရင်ဖျားပေးတဲ့အရာကိုတန်ဖိုးထားဖို့လိုပါတယ်ကပ္ပဦး25-30နှစ်မှာအေတောကငါတေလူပြီဒါဝရအဖြစ်အဘယ်အကျိုးရှိပါလိမ့်မည်နည်းဆို၏ဒီနေရာမှာအေတောကတော်ထဲမှာသူရဲ့နော်မုတ်ဆိုးအလုတ်ကိုလုတ်ပြီးတော့ပင်မန်းစွာနဲ့ပြန်လာတဲ့အချိန်အိမ်ထဲမှာရှိတဲ့ယာကုပ်သူ့ရဲ့ညီဖြစ်တဲ့ယာကုပ်ကပဲရင်ကိုငိမ့်ဆက်စွာအနက်မွေးစွာဆက်ထားတဲ့အရာကိုမြင်တဲ့အခါမှာအဲ့ဒီပဲရင်ကိုစားရဖို့ရအတွက်ဤတော့ကသူ့ရဲ့ညီယာကုပ်စီကိုတောင်းဆိုခဲ့ပါဒါပေမဲ့ယာကုပ်ကပဲစားချင်နေဆိုရင်မင်းရဲ့တောင်းဝရငါကိုပေးလို့ပြောတဲ့အခါဤတော့ကသူဗိုက်စာလောင်တဲ့အတွက်တာဦးအရာအဘေအကျိုးရှိပါလိမ့်မည်ဆိုပြီးတော့သူရဲ့တာဦးချစ်ချစ်အရာကိုမချီမဲ့နေပြုတဲ့အရာနဲ့ပတ်သက်ပြီးတော့ဖော်ပြထားပါတကယ်တော့အဲ့ဒီကာလဓမ္မအောင်ကာလမှာတာဦးဆိုတဲ့အရာကဖခင်ရဲ့ကောင်းချီးမင်္ဂလာခံအပ်တဲ့သူတွေချစ်တယ်။ဒီနေ့ဒီစကားနဲ့ပြောမယ်ဆိုရင်တော့မိသားစုရဲ့ကအမွေကိုခံတိုက်တဲ့သူတွေကဒီနေ့ကျွန်တော်ကာလမှာလို့အငယ်ဆုံးသောသားတွေမဟုတ်ပါဘူး။နောက်ဆုံးအိမ်တော်မပြုတ်ပဲနဲ့အိမ်မှာကြံခဲ့တဲ့သားသမီးတွေမဟုတ်ပါဘူး။တာဦးတွေကပဲအဲ့ဒီအိမ်နဲ့ဆိုင်နဲ့မိဘနဲ့ဆိုင်နဲ့ကောင်းချီးမင်္ဂလာအလုံးစုံကိုခံအပ်ဖို့ရန်အတွက်ဖခင်ကခွဲခန့်ထားခြင်းခံရတဲ့အရာဖြစ်ပါဒါပေမဲ့ဤတော့ကသူခံရတဲ့တာဦးအရာကိုပေးရင်တခွက်အတွက်သူရဲ့ခဏတာဗိုက်စားတဲ့အရာအတွက်အလဲအချက်မချီမဲ့မြင်ပြုခဲ့ခြင်းကကျွန်တော်အားလုံးတည်တဲ့ကပ္ပဦးကျမ်း28ထဲမှာသူရဲ့ဖခင်ဣဇက်ကကောင်းချီးပေးမယ်ငါမချခင်ပဲချီတေးရမယ်လဲဆိုလဲငါမတိတာဖြစ်တဲ့အတွက်ငါဝိညာဉ်ကနေပြီးတော့ကောင်းချီးပေးမယ်ဆိုပြီးတော့ပြောခံရတဲ့ပုဂ္ဂိုလ်ကဤတော့တယောက်တည်းဖြစ်ပါညီကိုနှစ်ယောက်ရှိတဲ့အချိန်မှာယာကုပ်လည်းဒီစကားမချခဲ့ရဘူးအဲ့ဒီသူဖခင်ရဲ့ကောင်းချီးပေးမယ်ဆိုကြည်လည်းမရရှိခဲ့ပါဒါပေမဲ့တော့ဦးဒီတော့တယောက်ဒီတော့ကောင်းချီးခံစားရမယ်သူဖြစ်တဲ့ဤတော့ကသူတယောက်တည်းပဲကြားခဲ့တဲ့ကြည်စကားဖြစ်ပြီးမဲ့သူတယောက်တည်းပဲအပြောခံရတဲ့စကားဖြစ်ပြီးမဲ့အဲ့ဒီကောင်းချီးကိုလက်လွတ်ဖို့ဆုံးရှုံးဖို့ဖြစ်လာအိတ်မန်နဲ့ဂျာနီမှာ process ရတော့နော်ဣဇေရဲ့အမျိုးသမီးအိတ်တို့ရဲ့အမေကိုယ်တိုင်ကယာကုပ်ကိုကောင်းကြီးရစေချင်တဲ့အတွက်တပတ်နီးနဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေမှန်ပေမဲ့ဒီအကြီးကအကြောင်းအရင်းကဘာလဲဆိုလို့အိတ်တို့ကိုယ်တိုင်ကသူတယောက်တည်းပဲကြားခဲ့တယ်သူတယောက်တည်းပဲပြောခံရတယ်သူတယောက်တည်းပဲဂတိရခဲ့တယ်အဲ့ဒီကောင်းကြီးမင်္ဂလာတွေကိုလက်လွတ်လိုက်ရတယ်ဆုံးရှုံးလိုက်ရတဲ့အကြောင်းရင်းကအခုခံလိုက်ရတဲ့အကြောင်းရင်းကတခုပါအဲ့ဒီတာဦးနဲ့ပတ်သက်တဲ့အရာကိုသူကိုယ်တိုင်မချီမဲ့မြင်ပြုခဲ့ခြင်းကြောင့်ဖြစ်လာဟာလေလုယာဖခင်ကဒီနေ့ကျွန်တော်မြန်မာပြည်သားဖြစ်စေတာကဒီမြန်မာပြည်သားကောင်းချီးမင်္ဂလာဖြစ်ဖို့ဖြစ်ဖခင်ကဒီနေ့မှာကျွန်တော်တို့ကိုသူရဲ့မှုတော်မြတ်ခြင်းမှာပါဝင်ဖို့ရန်အတွက်လှုပ်ဆောင်ဖို့ရန်အတွက်ခေါ်ထားတာဖြစ်ပါဒါမဲ့ဒီအမှုတော်မြတ်ကနော်ဘုရားနာမလိုက်တာကဘာမှမဟုတ်ပါဘူးဘာမှနော်တေချာရရတဲ့နော်အနာဂတ်ကိုမဖြစ်စေပါဘူးဆိုပြီးကျွန်တော်တို့ကတည်ငါခံစားခြင်းနဲ့တခဏတာအချိန်ပေးရတဲ့အဖို့ကပေးရတဲ့ကာလအတွက်မချီမဲ့မြင်မပြုတ်ဖို့ရန်အတွက်မလုပ်ဖို့ရန်အတွက်အရေးကြီးပါမန်ကျွန်တော်ခံစားချက်တွေကပြောင်းလဲတတ်တယ်ကျွန်တော်ရဲ့နော်ပတ်ဝန်းကျင်အခြေအနေရကျွန်တော်ရဲ့စိတ်အားကြီးခြင်းတွေကပြောင်းလဲတတ်တာမှန်ပေမဲ့ဒီကျွန်တော်ကအဲ့ဒီအခြေအနေတွေပေါ်မှာပတ်ဝန်းကျင်လူတွေပေါ်မှာကြည့်ပြီးတော့ကျွန်တော်ကိုဘုရားခင်ခေါ်ထားတဲ့ဘုရားခင်ကျွန်တော်အပ်ထားတဲ့ဘုရားခင်ကျွန်တော်ကိုလှုပ်ဆောင်စေခြင်းနဲ့အရာတွေနဲ့အလဲအထက်မလုပ်ဘူးမချီမဲ့မပြုမိဖို့ရန်တော့လိုပါဟာလေလုယာဤတော့ကိုကောင်းခြင်းမင်္ဂလာဆုံးရှုံးသွားစေတဲ့အကြောင်းရင်းကတစ်ခုလေဖခင်ကသူကိုပေးတဲ့တာဦးဆိုတဲ့အရာကိုမချီမဲ့မြင်ပြုခဲ့ခြင်းကအချင်းချင်းဖခင်ပေးမဲ့ကောင်းချီးမင်္ဂလာတွေကိုလက်လွတ်ဖို့ဆုံးရှုံးလိုက်ဖို့ရန်အတွက်ဖြစ်စေခဲ့ပါဒါကြောင့်မို့ကျွန်တော်တို့တာရီမှာဘုရားကကျွန်တော်တို့ပြင်ဆင်ထားတဲ့ကောင်းချီးမင်္ဂလာဖခင်ချီးမြှောက်ခြင်းတွေကိုလက်မလွတ်မဆုံးရှုံးရဖို့ရန်ဒီနေ့ဖခင်ကျွန်တော်ကိုထားတဲ့နေရာဒီနေ့ဘုရားခင်ကျွန်တော်ခေါ်ထားတဲ့နေပရီအပေါ်မှာလုံဆောင်စေတဲ့အပေါ်မှာကျွန်တော်ကမချီမဲ့မြင်ဒီမပြုတ်ဖို့ရန်အတွက်တ
န်ဖိုးထားတတ်တော်သူတွေဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုရရကိုဒီနှုတ်ကပတ်တော်အကျခွာပေးဝင်ငါခြင်းနဲ့အရောက်တန်ဖျားချူကောင်းခြင်းပေးပါစေ